ဒီအဖြစ်ပြဆိုကြီးကတော့2000ခုနှစ်အစောပိုင်းကာလတွေတုန်းကဖြစ်ပွားခဲ့တာပါအဲ့တုန်းကကျမကနှစ်တကူအကြိုညကိုစောင့်မျှော်နေတဲ့ကလေးမလေးတယောက်ပေါ့မိဘတွေကကွန်ပျူတာအသစ်ဆက်တစ်လုံးဝယ်ထားပြီးအဲခန်းထဲမှာထားပါတယ်ကျမကိုသူတို့ရဲ့ကြီးကြပ်မှုအောင်ပါပဲသုံးခွင့်ပေးခဲ့ပေမဲ့ဒါကကျမကိုမတားဆီးနိုင်ခဲ့ပါဘူးမိဘတွေအိပ်ပျော်သွားပြီဆိုတာနဲ့ကျမကအိတ်ခန်းထဲကနေတိတ်တဆိတ်ခိုးထွက်ပြီးဂိမ်းကစားတာတွေအင်တာနက်သုံးတာတွေလုပ်လို့ရှိပါတယ်ညဘက်ရောက်ပြီဆိုရင်ကျမလုတ်ချတာမှန်သမျှလွတ်လွတ်လပ်လပ်လုတ်ခွင့်ရတဲ့အချိန်ဖြစ်ပြီးအဲ့ဒီအချိန်ဒီမှာအများဆုံးလုတ်ဖြစ်တာကတော့ online ကနေခင်မင်းရင်းနှီးခဲ့တဲ့ Christine ဆိုတဲ့ကောင်မလေးတယောက်နဲ့စကားပြောဖြစ်တာပါပဲအချိန်ကြာလာတဲ့အမျှကျမတို့နှစ်ယောက်ဟာအရန်ကိုရင်းနှီးလာခဲ့ပြီးညတိုင်းလိုလိုစကားပြောဖြစ်ကြတာနောက်ဆုံးမှာတော့အချစ်ဆုံးတငယ်ချင်းတွေအဖြစ်သတ်မှတ်လိုက်ကြပါတယ်ကျမကမိဘတွေဘလောက်တောင်တင်းကျပ်ချွတ်ချဲလဲဆိုတဲ့အကြောင်းတွေရင်းဖွင့်ပြသလိုသူကလည်းသူ့မိဘတွေကသူ့ကိုလုံးဝဂရုမစိုက်တဲ့အကြောင်းတွေပြန်ပြောပြလိမ့်ရှိပါတယ်ကျမတို့နှစ်ယောက်အပြင်မှာတွေ့ဆုံဖို့အချင်းချင်းတိုင်ပင်ခဲ့ကြပြီပြင်ကျမတို့နေထိုင်တဲ့နေရာချင်းကမိုင်90လောက်ဝေးကွာနေလာမို့အဲ့ဒီအရွယ်မိန်းကလေးနှစ်ယောက်တော့မဖြစ်နိုင်တဲ့ခရီးအကွာဝေးတစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒါပေမဲ့နှစ်တစ်ကူညရောက်ခါနီရက်တရမှာတော့ခရစ်စတင်းစီကနေမယုံနိုင်စရာသတင်းကောင်းတစ်ခုကြားလိုက်ရပါတယ်သူ့အကူကကားမောင်းနိုင်စင်ရပြီကျလို့ကားမောင်းနိုင်ပြီဆိုတဲ့အကြောင်းပါပဲဒါဟာကျမအတွက်တော့တွေ့ကိုကြီးမားတဲ့အခွင့်အရေးကြီးပါပဲဘာလို့လဲဆိုတော့ online ကနေပဲစကားပြောနေရတဲ့ခရစ်စတင်းကိုအပြင်မှာမျက်နှာချင်းဆိုင်တွေ့ခွင့်ရတော့မှာမဟုတ်လို့ပါနောက်ဆုံးမှာတော့ကျမတို့အစီအစဉ်တစ်ခုဆွဲခဲ့ကြပါတယ်မိဘတွေကကျမကိုနှစ်တစ်ကူးညတိုင်းခေါင်ရန်အထိဘယ်တော့မှမနေခွင့်မပေးဘူးဆိုပြီးကျမကအမြင်ညီညွတ်နေကြမို့လို့ခရစ်စတင်းကအကြံတစ်ခုပေးပါတယ်သူ့အကူကကျမမိဘတွေအိပ်ပျော်သွားတဲ့အချိန်မှာကျမအိမ်ရှိထိလာကြုံမယ်ပြီးရင်ခရစ်စတင်းတို့အိမ်ကိုခေါ်သွားပြီးသူတို့ရက်ွက်ကမီရှူမီပန်းပွဲတွေကိုအတူကြည့်မယ်မနဲ့မောမလင်းခင်မိဘတွေမနိုးခင်မှာပဲကျမကိုအိမ်ပြန်ပို့ပေးမယ်ဆိုတဲ့အစီအစဉ်ပေါ့ကျမရဲ့စိတ်ထဲမှာတော့ဖော်ပြမနိုင်လောက်အောင်ရင်ခုန်စိတ်လှုပ်ရှားနေမိပြီးတခါမှမကြုံဘူးတဲ့ပုံကန်ခါချွားသူတယောက်လိုခံစားနေရကအချိန်တိုင်းလိုလိုတင်းကျပ်လွန်းလာတဲ့စီဇန်စီကန်းတွေအောင်မှာခေါင်းငုံခံနေရတော့တွေကိုလည်းညင်းငွက်လာပြီးဖြစ်ပါတယ်ဘဝမှာတစ်ခါလောက်တော့အသက်တစ်ဆင့်တစ်ခုကိုစမ်းသပ်ကြည့်ရတာအရသာရှိသားပဲလို့တွေးမိပါတယ်နေ့တကူအကျိုးညရောက်တဲ့အခါမိဘတွေကည10 နာရီမထိုးခင်အိပ်ပျော်သွားလိမ့်ရှိတာမို့ကျမလည်းအိပ်ကထဲမှာ10 နာရီလောက်အထိစောင့်နေလိုက်ပါတယ်မကြခင်မှာပဲပရင်းပေါက်ကနေအပြင်ကိုလှိုင်းကြည့်လိုက်တော့လမ်းမပေါ်မှာရပ်ထားတဲ့ကားတစ်စီးကိုတွေ့လိုက်ရပါတယ်ဒါဟာခရစ်စတင်းရဲ့အကိုကျမကိုလာကြိုးတဲ့ကားပဲဆိုတာသိကြသွားပါပြီပေါ့ကျမလည်းအိမ်ထဲကနေတိပတစိတ်ခိုးထွက်ပြီးကားနားကိုသွားကပရင်းပေါက်ကိုခောက်လိုက်ပါတယ်မန်တကားကဟင်ုံလေးပွင့်လာပြီးအမောင်ထဲမှာမလို့သူ့မျက်နှာကိုသိကြမမြင်ရပါဘူးသူကအစည်းစင်းအတိုင်းကျမကိုလာကြိုးတာလားလို့ပြောပါတယ်ဒါနဲ့ကျမလည်းကားနောက်ခန်းထဲဝင်ထိုင်လိုက်ပါတယ်ကားထဲရောက်သွားတာနဲ့စိတ်ထဲမှာတမျိုးကြီးဖြစ်လာပြီးသူ့မျက်နှာကိုလည်းသိကြမမြင်ရသေးဘူးလို့အနေရခဲ့တဲ့အခြေအနေကိုရောပါသွားအောင်စကားစမြစ်စပြောလိုက်ပါတယ်ခရစ်စတင်းဟောဘယ်မှာလဲဟင်လို့မေးလိုက်တော့သူကငါမသိဘူးလို့ပြန်ဖြေတယ်ရှင်ဘာကိုဆိုလိုတာလဲသူအိမ်မှာကျမကိုစောင့်နေတာမလားလို့ထပ်မိတော့သူကငါခရစ်စတင်းဆိုတဲ့အကောင့်ကိုဖန်တီးခဲ့တာခရစ်စတင်းဆိုတာအလိမ်အရာပဲမင်းကိုငါစီရောက်အောင်လုပ်ဖို့အတွက်ဖန်တီးထားတာလို့ပြောလိုက်တဲ့အခါကျမရင်နဲ့ထိတ်လန့်သွားပါတယ်ဘာမဟုတ်ဘူးဘာလို့လဲကျမကိုကားပေါ်ကပေးစင်လို့အော်ဟစ်ခဲ့ပြီးမြဲကျမထောင်ချောက်တယ်မိသွားပြီဆိုတာသိလိုက်ချိန်မှာတော့ကားကတနာဟီမိုင်60လုံးနဲ့အိမ်ထဲဝဲတော့မောင်းနေပါပြီကျမအတွက်လွတ်လန်းမရှိတော့ပါဘူးကားမှန်ကိုရိုက်ခွဲဖို့လည်းမတတ်နိုင်လက်နဲ့တစ်ခုခုလည်းရှာမကြွဘူးသူ့လက်ဘေးကိုလမ်းညိုက်သူစူးစမ်းပြီးမြဲလေကျမရဲ့လက်တွေကဖျဲကျိုးမြစ်လေးတွေလိုအားမရှိသလိုဖြစ်နေကြတာသူ့လက်ဘေးကနေရောမထွက်နိုင်ခဲ့ပါဘူးပိုဆိုးတာကအဲ့ဒီအချိန်ကတန်းကောင်ရတဲ့အချိန်ဖြစ်ပြီးလူတိုင်းကပါတီပွဲတွေနဲ့မီရှူမီပန်းတွေကိုပဲအာရုံရောက်နေကြတာပါသူအိမ်ရှိကားလမ်းမပေါ်မှာရောက်တဲ့အချိန်မှလည်းအကူနီတောင်းဖို့လမ်းပေါ်မှာလူတယောက်မှမရှိဘူးကားဂရေးဂျ်တကားပိတ်သွားတဲ့အချိန်မှာတော့ကျမဟာအရှင်းလက်လက်မြေမြုပ်ခံလဲရတယ်လို့ခံစားလိုက်ရပါတယ်နောက်တစ်ခဏမှတော့သူကကျမကိုကားတွေကနေအတင်းဆွဲထုတ်ပြီးကျမကအသက်ရှင်ဖို့အတွက်ကန်ကြောက်အော်ဟစ်ရုန်းကန်နေပါတယ်သူကကျမကိုမြေးတောင်နဲ့ရောပြီးသူ့ရဲ့နေရဲကန်းလိုနေရာမှာချီနှောင်းကနေရံမှာတန်ချိုးခတ်လိုက်ပါတယ်အဲ့ဒီချိန်တုန်းကကျမဟာအရန်ကိုအပြစ်ကင်းစင်လွန်းတော့ကလီမလီတယောက်ဖြစ်တော့ဘာဒီဆက်ဖြစ်လာမလဲဆိုတာကောင်းကောင်းမသိရပါဘူးဒါပေမဲ့ကျမစိတ်ကူးကြည့်နေစမြအဆူရဆုံးအရာတွေထပ်ပိုဆိုးမေဆိုတာကိုတော့တေချာပေါက်သိနေကြတာပါနင်တကူကြီးတွေ့စင်တာ9 6 5 3 2 Happy New Year အိုးချစ်တရားကောင်းနေငါရောက်နေမငိုပါနဲ့ကွာတကယ်မီရှူမီပန်းကွာတွေစားတော့မယ်အဲ့ဒီနေ့ကစားပြီးကျမအဲ့ဒီမြေတောင်တွေကနေဘယ်တော့မှပြန်မလွတ်မြောက်နိုင်တော့ပါဘူးအနည်းဆုံးတော့အရင်ကရှိခဲ့တဲ့ကျမဆိုတဲ့လူတယောက်အနေနဲ့ပြန်မရနိုင်တော့တာသိကြပါတယ်ရပ်ပေါင်များစွာကြားလာအောင်အဲ့ဒီမိစားကောင်ကကျမကိုဖမ်းဆီးထားပြီးနှိပ်စက်ညှင်းပယ်စာကကျမဘဝကိုဖျက်ဆီးပစ်လိုက်ပြီးအဲ့ဒီအဖြစ်အပျက်တွေကိုဗီဒီယိုပေါက်ရိုက်ပြီးအင်တာနက်ပေါ်မှာတင်ခဲ့ပါတယ်အာနာရှင်တွေကသူ့ကိုဖမ်းဆီးပြီးကျမကိုကယ်ထုတ်နိုင်ဖို့တရက်နီးပါးကြာခဲ့ပါတယ်
ဒါပေမဲ့ကျမကိုကယ်တင်နိုင်တဲ့အချိန်မှာတော့ကျမစီမှာဘဝဆိုတာတိတ်မကြံတော့ပါဘူးရဲတွေပြောလာချက်အရာသူ့ရဲ့ online ကြည့်ရှုသူတယောက်ကအမဲမဖော်လို့ပါတဲ့သတင်းပေးပို့လိုက်တာကြောင့်ကျမကိုရှာတွေ့ခဲ့တာလို့ဆိုပါတယ်အဲ့ဒီချိန်ကစပြီးကျမရဲ့ဘဝတစ်ခုလုံးဟာပူနဲ့အချင်းလေးပြန်လာဖို့နေကွေးပြီးနားချင်းစရာကောင်းတဲ့ခရီးရှည်ကြီးကိုဖြတ်တန်းနေရပါတယ်လူတီကူညာရောက်တိုင်းမှာကျမဟာအဲ့ဒီနေရဲခန်းတွေကိုပြန်ရောက်နေတယ်လို့ခံစားနေစေပါတယ်အခုနဲ့ဇန်နဝါရီလ1ရက်နေ့မှာအလီရှာကိုဇာကိုဗစ်ဆိုတဲ့အမျိုးသမီးငယ်တစ်ယောက်ဟာမိသားစုညစာစားပွဲပြီးပန်ဆယ်ဗေးနီးယားပြည်နယ်ကသူ့အိမ်မှာပျောက်ဆုံးသွားပါတယ်အလီရှာဟာအွန်လိုင်းကနေခင်မင်ရင်နေခဲ့တဲ့သူတစ်ယောက်ရဲ့လက်ပိုင်းချင်းကိုခံရတယ်ဆိုတဲ့တန်တရားတွေဟာမှန်ကန်ကြောင်းပေါ်ပေါက်လာပါတယ်လွန်ခဲ့တဲ့လငနေငယ်က online chat room တစ်ခုမှာတွေ့ဆုံခဲ့တဲ့အသက်38နှစ်အရွယ် computer programmer တစ်ယောက်ကအလီရှာကိုပြန်ခွဲပြီးမြေပေါင်ထဲမှာ4ရက်ကြာအနှိပ်စက်ခဲ့ပါတယ်အလီရှာကိုနှိပ်စက်နေတဲ့ကျောင်းမဲ့ဆရာပုံရိပ်တွေကိုပြန်ခွဲသူက online ပေါ်မှာတင်ခဲ့ပါတယ်အာနာရှင်တွေကပြန်ခွဲသူရဲ့ online မိတ်ဆွေတယောက်စီကနေအမှန်မဖော်လို့ပါတဲ့တလင်းပေးဖို့မှုရရှိနောက်ဗာဂျီးနီးယားပြည်နယ်တိုက်ခန်းတစ်ခုစီခြေတန်းခံနေပါတယ်အဒီနာမှာအလီရှာကိုလဲဘေးမှာတန်ကြိုးပွေးခတ်ထရစားနဲ့ကျမ်းပေါ်မှာချီနှောင်ထားတာကိုတွေ့ရှိခဲ့ပြီးအဲ့ဒီနေရာကိုအလီရှာကမြေအောက်အကျဉ်းတောင်လို့တင်ကြားခေါ်ခဲ့ပါတယ်အလီရှာကအစပိုင်းမှာခရစ်စတင်းလို့ခေါ်တဲ့စပင်နီနီနဲ့အသက်14နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့ရင်းနှီးခဲ့တယ်လို့ယုံကြည်ခဲ့ပြီးမြဲနောက်ပိုင်းမှာအသက်42နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်နေမှသိရပါတယ်ဒါပေမဲ့ဟန်ဆောင်မှုများတဲ့ online ကမ္ဘာမှာအလီရှာကခရစ်စတင်းနဲ့တငယ်ချင်းအဖြစ်ဆက်လက်ရှိခဲ့ပြီးနောက်ဆုံးမှာတော့ခရစ်စတင်းကနေသူစင်အခုပြန်ခွဲသူနဲ့ဆက်ဆံပြီးသွားခဲ့တာပါအလီရှာကိုပြန်ခွဲသူကတော့လက်ရှိမှာထောင်းနှံအနည်း20ကြာခံနေပါတယ်မိသားစုသွေးဆုံတော်ညာကျမကအမေရဲ့အကိုရဲ့ညီမ3ယောက်ရဲ့နဲ့အတူနေထိုင်ပါတယ်ဝမ်းနဲ့စရာကောင်းတာကအဖေဆုံးပါသွားတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီအကိုထက်သူကအိမ်မှာအကြီးဆုံးတားယောက်ကြလေးမို့လို့သူ့ကိုယ်သူအိမ်တောင်ဦးစီးလို့မှတ်ယူထားပါတယ်ဒါပေမဲ့သူကအိမ်တောင်ဦးစီးနဲ့တခြားစီပါပဲသူကလူရုံမှာတကောင်လို့အမေအပါဝင်ကျမတို့အားလုံးကိုအနိုင်ကျင့်ဗိုလ်ကြားလေးရှိပါတယ်အဖေရှိတော့ကတော့ကျမတို့လုံခြုံမှုရှိအောင်အဖေကိုအားကိုးလို့ရပါမယ်အဖေမရှိတော့တဲ့နောက်ပိုင်းအကိုကအရာအားလုံးကိုထိန်းချုပ်လိုက်ပါတယ်သူလိုချင်တာမန္တမကိုအင်းအားသုံးပြီးအလွယ်တကူယာယူလေးရှိပါတယ်ကျမတို့ဘက်ကအားသာချက်တစ်ခုရှိတာကသူ့ထက်လူအင်အားများတာပါပဲဒါပေမဲ့အဲ့ဒါကလည်းသူအခွင့်အရေးရတဲ့အချိန်ဆိုရင်ကျမတို့ကိုတယောက်ချင်းစီခွဲထုတ်ပြီးဒုက္ခပေးနိုင်တာကိုတော့မတားဆီးနိုင်ပါဘူးဒီလိုနဲ့မကြသေးခင်ကအမေကနှစ်သက်ကူးညာမှာမိသားစုလိုက်တစ်ခုခုလှုပ်ချင်တယ်ဆိုပြီးဟိုတယ်အခန်းတစ်ခန်းငှားခဲ့ပါတယ်အမေဘဲကနေဒီအကြံရလဲတော့မတည်ပေမဲ့အကိုကတနည်းနည်းနဲ့တိုက်တွန်းထားတာဖြစ်လောက်တယ်လို့ကျွန်မတန်တရားရှိမိပါတယ်ဒါမှမဟုတ်အမေကဒီခီးရီစင်ကြောင့်ကျမတို့နဲ့အကိုကြားကဆက်ဆံရေးပိုကောင်းလာမလားဆိုပြီးမျှော်လင့်ခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျမတို့အိမ်ကကျဉ်းချက်တယ်ဆိုပေမဲ့အဲ့ဒီညကရောက်သွားတဲ့ဟိုတယ်အခန်းကတော့ကျမတို့ကိုတကယ်ငရဲခင်းနဲ့ဆွဲခေါ်သွားတယ်လို့ပါပဲပြဿနာကအိတ်ဖို့နေရာစီစဉ်ကြတဲ့အချိန်မှာပဲစတင်ခဲ့ပါတယ်အကိုကမိဘတွေအိတ်ဖို့တီးထန့်ပါတဲ့အခန်းကျယ်ထဲကကူရင်ကြီးကိုသူတယောက်ထဲယူပြီးကျန်းတဲ့မိန်းကလေး4ယောက်နဲ့အမိကိုတော့အခန်းမချင်းချင်းလေးထဲကကူရင်တီးတီးလေးနှလုံးပေါ်မှာကြက်ကြက်တင်တင်အိတ်ခိုင်းပါတယ်ဒါမတရားဘူးလို့ကျမတို့ပြောလိုက်တဲ့အခါသူကညီမလေးကိုဆွဲခေါ်ပြီးသူနဲ့အတူအိတ်ရမယ်ဒါမှကျန်းတဲ့လူတွေနေရာပိုးရမယ်ဆိုပြီးပြောလာပါတယ်ဒီစကားကြောင့်အခြေအနေတွေကပောက်ကွယ်ထွက်ကုန်လာတော့တယ်ညီမလေးကိုသူမကောင်းတာတစ်ခုခုလုပ်တော်မယ်ဆိုတာကျမတို့သိနေပြီသူကညီမလေးအစားကျမတော့မဟုတ်တခြားညီမတယောက်ယောက်နဲ့လဲလွယ်ဖို့ဆန္ဒရှိနေပုံနဲ့ပေါက်နေပါတယ်အချင်းကြီးကိုထိမ့်သိမ့်ကျင်တဲ့အမေကညီမလေးအစားသူ့ဝင်အိတ်ပေးမယ်လို့ပြောတဲ့အခါအကိုကအမေလိုအိုမင်းဝါဖြိုးပြီးရုပ်ဆိုးတဲ့မိန်းမကြီးနဲ့နာအီပေါင်းများစွာအတူအိတ်ရမယ်ဆိုရင်တေတာကမှမျက်ဦးမဲဆိုပြီးပြောဆိုပါတယ်ကျမတို့ငင်းခုံရန်ဖြစ်လိုက်ကြတာဒိုင်းခုံရန်ရောက်ခါနေရအထိပါတယ်ရုတ်တရက်အမေကရန်ဖြစ်တာတွေရပ်ပြီးဟိုတယ်ကိုလာရတဲ့ရည်ရွယ်ချက်ဖြစ်တဲ့နှစ်တိကူရေးတွာတာနဲ့မီရှူမီပန်းဖြစ်တာလေးတော့ကြည့်ကြရအောင်ဆိုပြီးတားပါတယ်မီရှူမီပန်းပွဲပြီးတာနဲ့ရန်ဖြစ်ပွဲကပြန်စမယ်ဆိုတာသိပေမဲ့အားလုံးကပင်မနေကြပြီဖြစ်လို့ခဏတာပဲဖြစ်ဖြစ်အနားယူဖို့သဘောတူလိုက်ပါတယ်ဒါကြောင့်ကျမတို့အားလုံးအခက်အပြင်ဘက်ကဝရန်တာချင်းချင်းလေးမှာစုလိုက်ကြပါတယ်ယာတီဥထုကအေးခွဲနေပေမဲ့အကိုနဲ့ထိတွေ့မိမှာဆိုလို့ဘယ်သူမှကတ်မနေရပါဘူးမခံမရနိုင်အောင်အနေခက်တဲ့30စက္ကန့်ကြာအောင်မိသားစုတစ်ခုအနေနဲ့နှစ်တကူအချင်းကိုရေတွက်ခဲ့ကြပါတယ်ပြီးတော့မီရှူမီပန်းတွေစပြစ်ကြပြီးခဏတာတော့စိတ်အယံပြောင်းသွားပါတယ်ဝမ်းနေစရာကောင်းတာကအကိုကဒီမီရှူမီပန်းပွဲကိုအယောင်လွားဖို့အတုံးချခဲ့တာပါပဲဘယ်သူမှမကြည့်နေဘူးလို့သူထင်နေတဲ့အချိန်မှာကျမရဲ့ညီမအငယ်ဆုံးလေးရဲ့ဘားကိုလက်နဲ့ပိတ်ပြီးအခန်းထဲကိုအတင်းဆွဲခေါ်သွားဖို့ကြိုးစားပါတော့တယ်သူကအခန်းထဲဝင်ပြီးတကားကိုပိတ်ချလိုက်ပြီးမြဲကန်ကောင်စာနဲ့အမဖြစ်သူကနောက်ဆုံးစက္ကန့်မှာမြင်လိုက်ပြီးတကားမပိတ်တော့အောင်လမ်းဆွဲထားနိုင်ခဲ့ပါတယ်
အမေကလည်းဝိုင်းကူပြီးတကားကိုအတင်းဆွဲဖွင့်လိုက်ကြပါတယ်မျက်စိတမိတ်ထဲမှာပဲအမေနဲ့အမနှစ်ယောက်လုံးအခန်းထဲပြေးဝင်သွားကြပြီးတကားကဟောင်းလောင်းပွင့်ကြံတာမို့လို့ကျမလိုက်သွားမယ်ဆိုရင်ရနိုင်ပါတယ်ဒါပေမဲ့ကျမမလိုက်သွားခဲ့ပါဘူးမီရှူမီပန်းတွေကဖိဖောင်နေသုံးတာပဲဘာပဲလုပ်လို့ဘာမှထူလာမှာမဟုတ်တော့ဘူးလို့တွေးမိပြီးဘဝရဲ့ကောင်းမွန်တဲ့အရာလေးတစ်ခုကိုခံစားလို့ရတော့ခံစားထားလိုက်ပါတယ်ကျမကိုယ့်ဘာသာကိုအချိန်လေးတစ်ခုရပြီလို့ထင်လိုက်တဲ့အချိန်မှာပဲနေရဲပွဲကြီးစတင်ပါတော့တယ်အခန်းထဲကိုပြန်လမ်းကြည့်လိုက်တဲ့အခါအကိုလက်ထဲမှာဓာတ်တစ်ချောင်းကိုတွေ့လိုက်ရပါတယ်သူကညီမလေးတွေစီပြေးဝင်သွားတဲ့အချိန်အမေကကာကွယ်ဖို့ကြားကဝင်ရပါတယ်သူကမျက်လုံးတစ်ချက်မခတ်ပဲအမေကိုဓာတ်နဲ့ထိုးလိုက်ပါတယ်အမေလဲကျသွားတဲ့အခါသူဆက်လုပ်ခဲ့တဲ့အရာကိုအဆုံးသတ်ဖို့တုံဆိုင်မနေတော့ပါဘူးထွက်ပြေးတာပဲဖြစ်ဖြစ်ပြန်ခုခံတာပဲဖြစ်ဖြစ်ဘာမှအရာမဝင်တော့ပါဘူးသူကတယောက်ပြီးတယောက်လိုက်ဖမ်းဓာတ်နဲ့ထိုးလိဖြတ်ပြီးအကုန်လုံးကိုတပ်ဖြတ်နေပါတော့တယ်ကျမထွက်ပြေးမှာပဲထိမယ်ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့ထွက်ပေါက်တစ်ခုပဲရှိပါတယ်အဲ့ဒါကအောက်ကိုခုန်ကြဖို့ပါကျမဝရန်တာလျင်းကိုကြော်ပြီးအောက်ထပ်ကိုဆင်းဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမဆုံးဖြတ်ချက်ချဖို့အချင်းတွေအလွန်နှောင့်ကျသွားပြီဆိုတာသိလိုက်ရပါတယ်ရဲစစ်စစ်မင်းမြန်ကန်မစ္စတာအာရှက်နောက်တစ်ခေါက်ပြန်မေးမယ်နော်ဒီအလောင်းတွေကမင်းရဲ့မိသားစုဝင်တွေဟုတ်တယ်မို့လားကျွန်တော်အမေနဲ့လှပတဲ့ညီမလေးတွေလေဟုတ်တယ်ဒီကိစ္စတွေကိုမင်းလုပ်ခဲ့တာဟုတ်တယ်လားကျွန်တော်လူတွေတေသွားတဲ့အထိကျွန်တော်ဓာတ်နဲ့ထိုးပြီးလှီးလိုက်ခဲ့တာပါဒါဆိုမင်းတက်ခဲ့တာပေါ့နှစ်တကူပွဲစားတဲ့အချိန်မှာကျွန်တော်လုပ်ခဲ့တာပါကောင်းပြီတန်းကောင်ရဲ့အချိန်နဲ့မနေ့9နာရီအခန်းတန်ရှင်းရေးသမားတွေမင်းကိုလာတွေ့တဲ့အချိန်ထိမင်းပါလုပ်နေတာလေခင်ဗျားတကယ်သိချင်လို့လားဟုတ်တယ်တကယ်သိချင်တာလားတကယ်သိချင်တာလားလို့ပြောစမ်းပါကျင်းစားတပိတ်ပါစေအဲ့ဒါကအားလည်းရပဲမဟုတ်ဘူးလားကျမတို့မိသားစုတွေရင်းရင်းနှီးနှီးအချိန်ကုန်ဆုံးခဲ့တာပေါ့ရည်သွားပါတယ်တရင်ကျင်နာချက်ဇန်နဝါရီလ1ရက်နေ့ဗုဒ္ဓဟူးနေ့မှာဟိုတယ်အခန်းထဲမှာမိခင်ဖြစ်သူနဲ့ညီမ4ယောက်ရဲ့ရပုံတွေကိုတွေ့ရှိပြီးနောက်အရက်14နှစ်အရွယ်အမျိုးသားတစ်ယောက်ကိုဖမ်းဆီးလိုက်ပါတယ်မိုဟာမက်အာရှက်ဆိုသူကလက်တကူအကျိုးညမိသားစုအငင်းပွားဖြစ်ပွားနေစဉ်မိသားစုအားလုံးကိုတပ်ဖြတ်ခဲ့တယ်လို့ဝန်ခံခဲ့တဲ့နောက်ထိန်းသိမ်းခံခဲ့ရပါတယ်အာရှက်ဟာမိသားစုတွေကိုဓာတ်နဲ့မတတ်ခဲ့ခင်သူတို့စားတောက်မဲ့အစားအစာတွေထဲမှာမူးယစ်ဆေးတွေမျိုးခက်ခဲ့တယ်လို့လည်းသတင်းတွေကဆိုပါတယ်အမုန်းတရားကြီးဘီအောင်မှနှစ်တစ်ကိုလွန်ခဲ့တဲ့နေ့တုန်းကပေါ့ကျွန်တော်ဟာ2024ခုနှစ်ရဲ့နောက်ဆုံးနေ့ရက်ကိုဆင်နွှဲနေခဲ့ပါတယ်မကြခင်မှာ2025ခုနှစ်ကိုရောက်တော့မှလေကျွန်တော်နဲ့ချစ်သူကောင်မလေးက New Orleans မြို့မှာနှစ်တစ်ကိုပွဲဆင်နွှဲခြင်းခဲ့ကြတာပါအဲ့ဒီမှာကျင်းပတဲ့ Mardi Gras ပွဲတော်ကိုအရင်ကရောက်ဖို့တာမို့ဘယ်လိုအခြေအနေရှိမယ်ဆိုတာကျွန်တော်တို့ကြိုသိနေပါတယ်လမ်းမတွေပေါ်မှာလူတွေပြည့်ကျက်နေပြီးအဆောက်အဦတိုင်းလိုလိုမှာပါတီပွဲတွေကျင်းပနေကြကနှစ်တစ်အချင်းကိုစောင့်မျှော်နေကြပါတယ်ကျွန်တော်တို့ကမြို့လေကောင်ဖြစ်တဲ့ဘာဘွန်လန်းစီကိုတွားခဲ့ကြပါတယ်ကျွန်တော်တို့လည်းတခြားလူတွေလိုပဲမူးနေခဲ့ကြတာပါလူအုပ်ကြီးကလက်စီစီဝင်နေတယ်လို့တက်ကြွလှူရှာနေပြီးခန်းစားချက်တွေကလွှမ်းမိုးထားပြီးမယ်ဒီလိုအမခန်းဖွေးကြီးရဲ့အစိတ်ဖန်တစ်ခုဖိခွင့်ရတာတကယ်တမ်းပါတယ်လို့ခန်းစားနေရပါတယ်2014ခုနှစ်ရဲ့နောက်ဆုံးစက္ကန့်တွေကိုရေးတွက်နေကြတဲ့အချိန်မှာစွဲအင်းဒီကယုံနိုင်စရာမရှိတော့အောင်မြင့်တက်လာပါတယ်အာဘေတန်တွေကြွေးကြော်သံတွေနဲ့အတူဖုန်းတွေကင်မရာတွေကလည်းကုံဆုံးတော့မယ့်နေ့ရဲ့နောက်ဆုံးအချိန်လေးတွေကိုမှတ်တမ်းတင်ဖို့ကြိုးစားနေကြပါတယ်နောက်ဆုံးတော့နိုင်ရီတမ်းမီလေး2025ခုနှစ်ကိုရောက်ရှိလာပါပြီအယံမင်နာအဆုံးကလေးမီရှူမီပန်းလေးခေါင်းငင်ရမှာဖျားထွက်ပေါက်ကွဲလာပါတယ်ချစ်သူကောင်မလေးကိုအနမ်းပေးဖို့ကျွန်တော်ဂိုင်းလိုက်တဲ့အချိန်မှာပဲလေးထူးချီနီရုပ်တရက်ပြောင်းလဲသွားပြီးကျွန်တော်တို့ရဲ့ကြည်နိုးဆက်အချိန်လေးပျက်စီးသွားခဲ့ပါတယ်ပျော်ရွှင်စွာအော်ဟစ်တန်တွေဟာထိတ်လန့်တကြားအော်ဟစ်တန်တွေဖြစ်ပြောင်းလဲသွားပါတယ်နှစ်သူကူပြီးတာ10မိနစ်ကမပြေးသေးပါဘူးဒါပေမဲ့တခုခုမှားယွင်းနေပြီဆိုတာသိလိုက်ရပါတယ်လူအုပ်ကြီးကအရာမကျက်ဘူးဆိုရင်ကျွန်တော်တို့စောစောစီးစီးမြင်တွေ့နိုင်မှာပါချစ်သူကောင်မလေးရဲ့ပခုံးကြော်ပြီးကြည့်လိုက်တဲ့အခါဒီနေ့ဒီကျွန်တော်ကို6လက်နေစေထိတဲ့မြေဝင်းဆိုးတွေကပထမအဆုံးအရာကိုမြင်လိုက်ရပါတယ်သူ့နောက်ကျောပဲလူသားလမ်းပေါ်ကလူအုပ်ကြီးဟာထိတ်လန့်တကြားထင်နေကြပါတယ်Pickup truck တစ်စီးကလူအုပ်ထဲကိုအရှိန်နဲ့ဝင်တိုက်လာတာကိုမြင်လိုက်ရတော့တဘာဝအသိစိတ်ညာကျွန်တော်ကချစ်သူကောင်မလေးကိုဆွဲဖက်ပြီးလွတ်ရာကိုခုန်ရှောင်လိုက်ပါတယ်ကားကကျွန်တော်တို့ဘေးကနေဖြတ်တန်းသွားတဲ့အချိန်မှာကျွန်တော်တို့လေလွတ်စင်သွားကြပါတယ်သူ့ကိုအတန်းတန်းဆုံးတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပြီးမယ်မြေကြီးပေါ်မကြားခင်လေးမှာပဲသူကျွန်တော်လက်ထဲကနေလွတ်ထွက်သွားခဲ့ပါတယ်မြေကြီးပေါ်ပြုတ်ကျခဲ့ခြင်းသူ့ကိုလမ်းကြည့်လိုက်ပြီးမယ်သူအဲ့ဒီနေရာမှာမရှိတော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကလမ်းမပေါ်မှာလင်းပသွားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှကားကသူ့ကိုတိုက်မိသွားမယ်ကျွန်တော်သိလိုက်ရပါတယ်ကားကလမ်းတစ်လျှောက်စမောင်းသွားပြီးစိတ်ခောက်ပြန်နေသလိုမျိုးရှေ့မှာတွေ့တဲ့လူမှန်တများကိုတယောက်ပြီးတယောက်တိုက်တက်သွားပါတယ်ပြီးတော့ကားကရက်သွားပြီးပြန်လွှဲလာပါတယ်လမ်းမပေါ်ပြန်တဲ့ဖို့ကအန်ဒီရဲ့များပြီးမယ်ကျွန်တော်သူ့ကိုပြစ်မထားနိုင်ပါဘူးကားကပြန်လွှဲလာပြီးသူ့ကိုထပ်မတိုက်ခင်ကျွန်တော်သူ့ကိုလမ်းပေးဆွဲထုတ်ရပါမယ်ကျွန်တော်အတင်းကုန်းထားပြီးသူ့စီပြီးသွားခဲ့ပေမဲ့သူ့နားကိုနီးကဲလို့လိမ့်မယ်ဖိပြက်ခွဲတဲ့တရားရချက်တွေကိုပုံမြင်ရလိမ့်ပါ
သူရဲ့အဝိစာနဲ့အရေးပြားတွေစုပ်ပြတ်တတ်နေပြီးလက်တွေခြေထောက်တွေကအယုတ်ကျိုးပြတ်ဖြစ်နေပါတယ်သူမျက်နှာကကျွန်တော်ကိုမော့ကြည့်နေပြီးလေဘင်းကကျိုးနေပါပြီသူမျက်နှာပေါ်မှာတင်ချန်နေတဲ့အမူအရာကိုကျွန်တော်ဘယ်တော့မှမမေ့နိုင်ပါဘူးဘာတွေဖြစ်ဖြစ်နေတာလဲဆိုတာသဘောပေါက်ဖို့နာကျင်မှုကိုခံစားဖို့တော့အခြေမရလိုက်တဲ့ကြောင်အဲမြထားမျိုးပါသူရေပြားပေါ်ကသွေးရောင်တွေရော့ပါသွားတာကိုကြည့်နေတော့ကျွန်တော်လဲကြချင်းစိတ်တွေငိုကြွေးအော်ဟစ်ချင်းစိတ်တွေထိပေါ်လာပေမဲ့အဲ့ဒါတွေခဏစောင့်ထားရအောင်ပါမလန်မကန်ကကားအင်ဂျင်တန်နဲ့ brake အုပ်တန်တွေကြားလိုက်ရပါတယ်အဲ့ဒီမိစ္ဆာကောင်ကြီးကကျွန်တော်တဲတဲ့ကိုမောင်းဝဲလာပြန်ပါတယ်ကျွန်တော်ထိတ်လန့်တကြားနဲ့ဝင်းပုံလိုက်ယုံနဲ့စက္ကန့်ပိုင်းလွေးဒီမှာပဲကားကကျွန်တော်ရှိကနေဖြတ်မောင်းသွားပါတယ်အဲ့ဒီအချိန်မှာကားမောင်းနေတဲ့လူမျက်နှာကိုတစ်ချက်မြင်လိုက်ရပါတယ်သူမျက်လုံးထဲမှာအကန့်အသတ်မရှိဒေါသတွေကိုတွေ့ရပါတယ်ယူရဲမှုမဟုတ်ပဲစစ်မှန်တဲ့ရုပ်မီရဲမှုတက်တက်သွားကျင်းပမှာပဲသူဘာလုပ်နေတာလဲဆိုတာသူကောင်းကောင်းသိပြီးကျွန်တော်တို့အားလုံးတည်သွားမထီသူရက်တက်မှာပါလမ်းသွားတွေမှာတုံးလုချောင်းများစွာပုံနှောင်နေတော့စိတ်နှက်ခဲ့ပြထဲမှာကျွန်တော်ပြားများနေခဲ့ပါတယ်အရာတွေအားလုံးကရုတ်တရက်ကြီးပျက်စီးသွားခဲ့တာပါကျွန်တော်ဘာမှမတတ်နိုင်ပဲတက်တဲ့အဖြစ်နဲ့သာကြည့်နေရတာပါအဲ့ဒီမိစ္ဆာကောင်ကကားကိုခောက်တုံခောက်တော့မောင်းပြီးဖြတ်သွားတိုင်းမှာအဖြစ်ပဲပြည်သူတွေကိုတတ်ထက်ပြီးတေဆုံးသွားတဲ့အလောင်းတွေကိုကားဘင်းကကြိကျဲနေတာကိုမြင်လိုက်ရပါတယ်နောက်ဆုံးတော့အဆုံးသတ်သွားပါတယ်ရဲတွေကကားကိုဝိုင်းထားလိုက်နေပါတယ်ဒါပေမဲ့သူကအရှုံးမပေးပဲကားတွေကထွက်လာပြီးရဲတွေကိုချက်ချင်းပစ်ခတ်ပါတော့တယ်ရဲတချို့ဒဏ်ရာရသွားပေမဲ့စက္ကန့်ပိုင်းလေးတွေမှာပဲရဲတွေကသူ့ကိုပစ်ထက်လိုက်နေပါတယ်သူမြေကြီးကိုလဲသွားခြင်းနဲ့ကျွန်တော်စိတ်လိုက်မှန်ပါလာမပေါ်ပြေးထွက်ပြီးချစ်သူကောင်မလေးစီသွားနေပါတယ်သူမရှိတော့ဘူးဆိုတာသိပေမဲ့သူ့အနားမှာပဲရှိကြလို့ပါဒါပေမဲ့ပြန်စဉ်းစားကြည့်တော့ကားကရိတ်ထားစေတဲ့အလောင်းကိုနောက်တစ်ချိန်ထပ်ကြည့်မိတာကအမတစ်ခုဖြစ်ကောင်းဖြစ်နေပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အကြီးကျယ်ဝမ်းနဲ့ပူဆွဲနေခဲ့ပြီးသူမဟုတ်ပဲကျွန်တော်ဒါတေတင်တာလို့တွေးမိပါတယ်ကိုလက်လုံးဖို့တဲ့သူ့ကိုလမ်းပေးတွန်းထုတ်လိုက်တဲ့တာလို့နောင်တရမိပါတယ်သူဘလို့တေဆုံးခဲ့ရတယ်ဆိုတာသူ့မိသားစုကိုပြန်ရှင်းပြရတဲ့အခါကျွန်တော်ကိုအဖြစ်တင်ကြလိမ့်မယ်လို့မျှော်လင့်ထားခဲ့ပါတယ်ဒါပေမဲ့စကားပြောနိုင်စွမ်းရှိတဲ့သူတွေကတော့ဒါကကျွန်တော်အဖြစ်မဟုတ်ဘူးလို့နှိမ့်သိမ့်ပေးပါတယ်တရားမှန်ကတယောက်တည်းပါအဲ့ဒါကကားမောင်းနဲ့ရှမ်ဆူဒင်ဂျာပါဆိုတဲ့လူပါရဲဒီကကားထဲမှာအကျန်းဖက်အလံတစ်ခုနဲ့တိုက်ခိုက်မှုမပြုခင်မှာသူတင်ထားတဲ့ဗီဒီယိုတွေကိုတွေ့ရှိခဲ့ပါတယ်ဗီဒီယိုဒီမှာသူက ISIS အခွဲကိုသစ္စာခံခဲ့တယ်ဆိုတာကိုသိရပါတယ်အရာနဲ့အကျန်းဖက်လွတ်နေတဲ့ရှမ်ဆူဒင်ဂျာပါကဘာမှပြစ်မြင်မရှိတဲ့အပြစ်မဲ့ဗီဒီယိုတွေကိုအမုန်းတရားနဲ့တပ်ဖက်ခဲ့တဲ့ဖေရတာဒီနေ့နှစ်သိကူညာရောက်လာပြန်တော့ဒီအမက်ရက်တွေကကျွန်တော်ရင်ထဲမှာအသစ်ပြန်ဖြစ်လာပြီးတယောက်တည်းပဲဖြတ်တန်းရတော့မှာပါတရင်အကျုံးလေးပါ2025ခုနှစ်ဇန်နဝါရီလ1ရက်မိနစ်3နာရီခွဲခန့်မှာအသက်22နှစ်အရွယ်အမေရိကန်ဆိုင်ကျရှမ်ဆူဒင်ဂျာပါဆိုတဲ့သူကလူစီယန်နာပြည်နယ်နယူးအော်လင်းစ်မြို့ရဲ့ဘာဘွန်လက်မပေါ်ကလူအုပ်ကြီးတဲ့ကိုပစ်ကက်ဖရက်တီနဲ့ဝင်တိုက်ခိုက်ပြီးကားပေါ်ကဆင်းသွားကရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားဖို့တည်ဆုံးသွားခဲ့ပါတယ်တိုက်ခိုက်မှုကမရှိခင်မှာ ISIS အဖွဲ့ကိုတစ္ဆာခံခဲ့တဲ့ဗီဒီယိုတွေကိုတင်ခဲ့တယ်ဆိုတာသိရပါတယ်အရောက်ရောက်လို့ကိုမျိုးလင်းထားခဲ့တဲ့တိုက်ခိုက်ခြင်းကရှူဂါဘောပရင်ပွဲကိုကျင်းပမယ်မြို့ရဲ့နှစ်တကူခန်းနာစာတွေထဲမှာဖြစ်ပွားခဲ့တာပါတိုက်ခိုက်မှုကဇန်နဝါရီလ1ရက်ဒီဇင်ဘာလ30ရက်နေ့ကစတင်ခဲ့တာဖြစ်ပါတယ်